တောရီထဲမှာစူညံလာအောင်မဲ့ liver ငှက်တို့ရဲ့တွန်ကျူးတံများအားလုံးပဲမင်္ဂလာပါရှင် Sport ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းဟာ Nottingham ကိုမကြခင်မှာအခန့်သွားပါတော့မယ်ဒီမှာပြောစရာရှိလာတာကတော့ Nottingham အသင်းဟာတန်းစင်းဆောင်ကနေလွတ်မြောက်နိုင်ရေးကြိုးပမ်းလာတော့မှာပါဒီပြအသစ်ကလည်းခန့်အပ်ထားသလိုစိတ်ဓာတ်ပိုင်းဆိုင်ရာကလည်းအမြင့်ဆုံးမှာရောက်နေပါတယ်သူတင်ကိုတင်ရှင်ကစားကြရတဲ့အခါဒီလိုမျိုးစိတ်ဓာတ်ပိုင်းမှာကြောမှုတွေကရင်ဆိုင်ရခက်ခဲလေးရှိတတ်ပါတယ်စူပလာအတွက်တိုက်ပွဲဝင်နေတာမျိုးတမ်းမစင်းရရေးတိုက်ပွဲဝင်နေကြချိန်ထားရှိတဲ့စိတ်ခံစားချက်တွေကအတူတူပါပဲ။ဒါကြောင့်လည်းပဲ Nottingham ကလီဗာပူးအတွက်ခက်ခဲလာအောင်မယ်လို့ဆိုလိုတာပါ။အခုရှိတာက Anfield မှာကစားရမှာပါ။ရှေ့မှာရှုံးပွဲတွေများနေတော့ကဆိုရင်လီဗာပူးနီးပြကြီး Armstrong အနေနဲ့ဒီလိုမျိုးရှုံးပွဲတွေများနေရခြင်းကအဝေးကွင်းပွဲတွေများနေပြီးတော့အိမ်ကွင်းမှာကစားရတဲ့ပွဲတွေနည်းနေခြင်းကဓာတ်ရိုက်မသက်ဆိုင်ရင်တောင်မှအနည်းနဲ့အများတော့ပတ်သက်နေတယ်ဆိုတဲ့အကြောင်းပြောမှုပါတယ်။အိမ်ကွင်းအားကိုဘယ်လောက်ထိမျှော်လင့်လဲဆိုတာကိုပေါ်လွင်နေပါတယ်။ဒီတော့နီးပြကြီးနဲ့တကွကစားသမားတွေဟာအကောင်းဆုံးစူးစမ်းသွားကြအောင်မယ်ဆိုတာပေါ်လွင်ပါတယ်။အသင်းမှာအဓိကကျတဲ့ကစားသမားတချို့ဒဏ်ရာရနေကြပါတယ်။ဒါပေမဲ့ကြန့်ရှိတဲ့အင်အားနဲ့ပဲလေတစ်တော်ရှင်းလင်းရေးကိုတော့လှုပ်ဆောင်သွားရအောင်မှာဖြစ်ပါတယ်။တစ်တော်တွေထဲမှာ liver ငှက်တို့ရဲ့တွန်ကျူးတန်တွေကိုဒီညမှာညံစီအောင်တော့ကြားရတော့မှာဖြစ်ပါတယ်။အိမ်ကွင်းမှာဟုံကိုပြန်ပြီးတော့တိဆောက်ရင်းနဲ့ချန်ပီယံဆုကိုကာကွယ်မဲ့လီဗာပူးလားတန်းစင်းဆောင်ကြားကနေရုံးထွက်လာတော့မဲ့ Nottingham Forest လားဆိုတာကတော့ပွဲအပြီးမှာဆက်ပြီးတော့ပြောကြပါမယ်ရှင်။